မိုက်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဗီဒီယိုလေးကတော့ကျွန်တော်ဒီဟာလေးကိုကျွန်တော်မိုက်ဆွေများလေ့လာလို့ရအောင်ပေါ့နော် education နဲ့ analysis အနေနဲ့ပြန်လည်မျှဝေသွားမှာဖြစ်ပါတယ်တင်ရှာအမြင်နဲ့ပေါ့နော်ကျွန်တော်ဒီမှာဆိုရင်4-6ဆိုပြီးနှစ်ခုတွေ့ရတယ်ပေါ့နော်ဥပမာကျွန်တော်8-4-3ကိုကြည့်မယ်ဆိုရင်ဒီ4ကကျွန်တော်အလယ်နေရာမှာပါဝင်နေတာတွေ့ရတယ်ပေါ့နော်ဒီမှာ4-6မှာဥပမာ8-6-3ကိုကြည့်မယ်ဆိုရင်ဒီ6ကအလယ်ပေါ့နော်9-1-1ဥပမာ2-3-9ခွန်9ဒီခွန်9ဆိုပြီးတော့ခွန်9ပေါ့နော်ပြီးတော့ဒီမှာလည်းကျွန်တော်ခွန်9ဆိုပြီးထပ်ပြီးတွေ့ရတယ်ဥပမာခွန်3ည900ပေါ့နော်ဒီမှာခွန်ပြီးတော့ဒီမှာ9ခွန်ဆိုပြီးတွေ့ရတယ်9ခွန်မှာတော့ဥပမာ3ခွန်ကြည့်မယ်ဆိုရင်ဒီခုနှစ်ကအလေနဲ့အနောက်နေရာပေါ့နော်ဒီ8 3ညကိုကြည့်မယ်ဆိုရင်8 9 4အဲ့မှာ8ပါဝင်နေတာတွေ့ရတယ်ပေါ့နော်4-6ထဲကဥပမာ9-6-3ကြည့်မယ်ဆိုရင်6ဒီအလဲနေရာမှာပါဝင်နေတာဖွဲ့စည်းပုံရတွေ့ရတယ်ပေါ့နော်ဒီ6-8မှာတော့ဒီ8ကအလဲနေရာမှာပါဝင်နေတာတွေ့ရတယ်ဒီ3ညနှစ်မှာတော့နှစ်ခွန်ကိုကြည့်မယ်ဆိုရင်ဒီနှစ်ကကျွန်တော်တို့အရှိနဲ့အလဲနေရာမှာပါဝင်နေတာတွေ့ရတယ်ခင်ဗျာဒီ8 3ညမှာတော့ဒီ8ဒီဥပမာ388ဆိုပြီးတွေ့ရတယ်ပေါ့နော်ဒီခွန်9မှာဆိုရင်ဥပမာ3-9 9ခွန်ကိုကြည့်မယ်ဆိုရင်ကျွန်တော်ဒီ9ဒီဥပမာ3-5နှစ်ပေါ့နော်ခွန်9အဲ့မှာတော့ဒီ9ကကျွန်တော်ဒီအလဲနေရာမှာပါဝင်နေတာတွေ့ရတယ်ပေါ့နော်နှစ်လေးမှာကျတော့ဥပမာနှစ်လေးရှောင်ဆိုပြီးတော့ကျွန်တော်နှစ်ကိုလေးကိုပါဝင်နေတာတွေ့ရတယ်ဒီ3-5မှာတော့ဒီ3ဒီအရှိဆုံးနေရာမှာ3နှစ်လေးဆိုပြီးတွေ့ရတယ်ပေါ့နော်ဒီ9ခွန်မှာတော့ကျွန်တော်ဒီ9ကကျွန်တော်ဥပမာ15နှစ်9အလဲနေရာမှာပါဝင်နေတာတွေ့ရတယ်ခင်ဗျာဒီ8 3ညမှာတော့8ဒီဥပမာ8-6-5ဆိုပြီးတော့8ဒီထိပ်ရှေ့ဆုံးနေရာမှာတွေ့ရတယ်ပေါ့နော်โอเคဆက်ပြီးတော့ဒီမှာ6-8အဲ့ဒီ6-8ကကျွန်တော်ဒီမှာဒီ6ဒီနောက်ဆုံးနေရာမှာပါဝင်နေတာတွေ့ရတယ်ပေါ့နော်နှစ်လေးမှာတော့ဒီ4ဒီ sorry ဒီ4ဒီအလဲနေရာပေါ့နော်ခွန်9မှာတော့ဥပမာ9ခွန်8 9ခွန်8ဆိုတော့ခွန်9ပေါ့နော်ဒီ9တင်မှာတော့ဥပမာ9ဒီ6ဆိုပြီးတွေ့ရတယ်ဒီ9ကဥပမာ8ပေါ့နော်ဒီ4ကကြတော့145ဆိုပြီးတွေ့ရတာဖြစ်ပါတယ်35မှာတော့ဒီ5ဒီ5နေဆိုပြီးပေါ့နော်အလေးနေရာမှာတောက်လျှောက်ပေါ့နော်8 3ညမှာတော့ဒီ8ဒီရှေ့ဆုံးနေရာရောက်လာခဲ့တယ်ဒီခွန်9မှာတော့ခွန်3ည6ဒီခုနှစ်ကအရှိဆုံးနေရာပေါ့နော်ဒီ3ညနှစ်မှာတော့ဥပမာဒီနှစ်ဒီ9ခွန်နှစ်ဆိုပြီးတော့နောက်ဆုံးနေရာမှာပါဝင်နေတာတွေ့ရတယ်ပေါ့နော်ဒါ2026ရောက်လာပြီပေါ့နော်ဒီနှစ်လေးမှာတော့ကျွန်တော်ဒီနှစ်ကအလဲနေရာမှာပါဝင်နေတာတွေ့ရတယ်9ခွန်မှာဆိုရင်ဒီ9ဒီရှေ့ဆုံးနေရာမှာပါဝင်နေတာတွေ့ရတယ်ခင်ဗျာတပန်းကျွန်တော်ဒီမှာ6-8ဆိုပြီးတွေ့ရတယ်ပေါ့နော်ဒီ6-8ဒီ8-6ဆိုပြီးတွေ့ရတယ်ခင်ဗျာโอเคနောက်ထပ်အနေနဲ့ကျွန်တော်9တီဆိုပြီးတွေ့ရတယ်ပေါ့နော်အဲ့မှာဒီ9ကနောက်ဆုံးနေရာမှာပါဝင်နေတာတွေ့ရတယ်ဒီ1-3မှာတော့ကျွန်တော်ဒီ1ကအလဲနေရာမှာတွေ့ရတယ်ပေါ့နော်နှစ်လေးမှာဒီနှစ်ဒီနောက်ဆုံးနေရာမှာတွေ့ရတယ်ဒီခွန်9မှာတော့တုံညခွန်ဆိုတဲ့အတွက်ဒီခုနှစ်ကကျွန်တော်အလဲနဲ့အနောက်နေရာမှာပါဝင်နေတာတွေ့ရတယ်ခင်ဗျာဒီ6-8မှာတော့ကျွန်တော်ဒီ8ဒီအလဲနေရာမှာ3-8ခွန်ဆိုပြီးတော့ပါဝင်နေတာတင်ရှာဖွဲ့စည်းပုံရလေ့လာသိရှိရတာဖြစ်ပါတယ်ခင်ဗျာโอเคဆက်ပြီးတော့ကျွန်တော်ဒီမှာခွန်9မှာဒီခုနှစ်ကကျွန်တော်ခွန်3ညဆိုပြီးတော့အရှိဆုံးနဲ့အလဲနေရာမှာပါဝင်နေတာတွေ့ရတယ်ပေါ့နော်ဒီ9တင်မှာတော့ဒီ1ဒီအရှိဆုံးနေရာမှာပါဝင်နေတာကိုတင်ချဖွဲ့စည်းပုံရလေ့လာသိရှိရတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်8-4-3-6-6-3နှစ်တော်ညာ9ဆိုတော့ဒါ2025ပေါ့နော်2025လောက်ကနေစလာတာပေါ့နော်2025ပြီးတော့ဒီမှာ9ခွန်နှစ်ခွန်3ည6 9ခွန်နှစ်6နှစ်9ဒါ2026ပေါ့နော်2026ဒီအထိပေါ့နော်တစ်ချစ်လေးအထိပေါ့နော်ဒါဆိုရင်တော့ကျွန်တော်ဒီကဏ္ဍနှလုံးကိုဖြစ်ပေါ်စေတဲ့သူ့ရဲ့ mathematical model ကိုကျွန်တော်သင်ချာအမြင်နဲ့ဆက်ပြီးတော့လေ့လာကြည့်အောင်ပေါ့နော်โอเคဒီအားလေးပဲဖြစ်ပါတယ်ဒီခုနှစ်နှစ်ကြိမ်ပေါင်းရှင်းက14ကိုကျွန်တော်လေးပဲရေးမယ်ပေါ့နော်53ကြိမ်ပေါင်းတာဒီ15 8နှစ်ကြိမ်16လေးနဲ့ပေါင်းရှင်းက20ပေါ့နော်ဒီ1နှစ်ကြိမ်ပေါင်းတာက2
ဒီ1နဲ့ကြိမ်ပေါင်းရှင်းဒီနှစ်ဆိုတော့ဒီ9နဲ့ဒီ6နဲ့ပေါင်း3နဲ့ကြိမ်6ပေါ့နော်9ရဲ့6ရဲ့ပေါင်းရှင်း15ဒီရှင်း9လီယာ40ပေါ့နော်ပြီးရင်ကျွန်တော်နောက်ထပ်ဒီ structure ကိုပြောင်းလဲစေတဲ့ number 1နဲ့ထပ်ပေါင်းတာဖြစ်တယ်ခင်ဗျာဒါဆိုရင်တော့ဒီ9ပေါင်းရှင်း30ပေါ့နော်ဒီလိုပေါင်းလိုက်မယ်4ရဲ့5ရဲ့9နဲ့ဒီ1နဲ့ပေါင်းရင်302နဲ့2ပေါင်းတာ4နဲ့5ပေါင်းတာ9ပေါ့နော်အဲ့ဒီ9ကိုကျွန်တော်နောက်ထပ်2နဲ့ထပ်ပေါင်းတာဖြစ်ပါတယ်9နဲ့2ပေါင်းရှင်း17ပေါ့နော်အဲ့မှာ9တီဥပမာတစ်ရှစ်လေးကိုကြည့်မှဆိုရင်ဒီတစ်ကရှိဆုံးနေရာမှာပေါင်းနေတာကိုသင်္ချာပေါင်းရှင်းပုံစံအရာလေးလာသိရှိရတာဖြစ်ပါတယ်9တင်မှာတစ်ရှစ်လေးဆိုတာဒီဟာလေးဖြစ်ပါတယ်ပေါ့နော်ဒီအပေါ်ကဟာဒီကိုတော့ကျွန်တော်မိုက်ဆွေများဒီပေါင်းရှင်းပုံစံအတိုင်းပဲဆက်ပြီးတွက်ကြည့်လေ့လာလို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာဒီရှစ်နှစ်ကြိမ်ပေါင်းတော့16ကို6ပဲယူမယ်ပေါ့နော်ရှစ်3ကြိမ်ပေါင်း820နဲ့4ကို4ပဲယူမယ်ဒီရှစ်နှစ်ကြိမ်16 5နဲ့ပေါင်း821ကို1ပဲယူမယ်ပေါ့နော်ဒီ3နှစ်ကြိမ်ပေါင်းတာက6ပြီးရင်3ညနှစ်ကြိမ်3ညဒီ2နှစ်ကြိမ်4ဆိုတော့9နဲ့4ပေါင်းရှင်းဒီ7ရမယ်ပေါ့နော်ဒီ9တလီက9ဆိုတော့ဒီနောက်ဆုံးမှာနံပါတ်1နဲ့ထပ်ပေါင်း1ရတယ်ထပ်ပေါင်းရတယ်ပေါ့နော်ဆိုတော့6ရယ်4ရယ်ပေါင်းရှာ30ပေါ့နော်ဒီမှာဆိုရင်6နဲ့5ပေါင်းရှင်းဒီ7ရတာဖြစ်ပါတယ်ဆိုတော့အဲ့မှာ1 2 3 4 4ပေါ့နော်အဲ့ဒီ4ကိုလည်းကျွန်တော်2နဲ့ထပ်ပေါင်းတာဆိုရင်6ဆိုရင်တော့4 6ဆိုပြီးတွေ့ရတာဖြစ်ပါတယ်ခင်ဗျာ4ရယ်6ရယ်ဆိုပြီးတော့ပေါ့နော်ဟုတ်ကဲ့ကျွန်တော်နောက်ထပ်တစ်ခုကိုလည်းဆက်ပြီးလေ့လာကြည့်မယ်ပေါ့နော်ဥပမာကျွန်တော်ဒီမှာ2 5နှစ်ဒီနှစ်မှာတစ်ကြိမ်ပေါင်းတယ်9ကို6ကြိမ်ပေါင်းတယ်ပေါ့နော်ဆိုတော့ဒီနှစ်ကဒီမှာနှစ်9 6လီယာ30ကိုနောက်ထပ်ကျွန်တော်ဒီ structure ကိုပြောင်းလဲစေတဲ့ number 5နဲ့ထပ်ပေါင်းတာဆိုရင်9ရဲ့2ရဲ့ခွန်ပေါ့နော်9ရဲ့2ရဲ့ပေါင်းတော့ခွန်ကိုတစ်တိုးတာဆိုရင်8ခွန်8ဆိုပြီးတွေ့ရတယ်ပေါ့နော်ဥပမာနောက်ထပ်တစ်ကြိမ်မှာကျွန်တော်ဥပမာ8 9 5ပေါ့နော်8 9 5အဲ့ဒီ895မှာဆိုရင်ဒီ8ကကျွန်တော်ရှေ့ဆုံးနေရာမှာပေါင်းနေတာတွေ့ရတယ်ပေါ့နော်နောက်ထပ်ဒီမှာဒီ8ကတစ်ကြိမ်9 6လီယာ50နဲ့4ကို9နဲ့ပေါင်းတော့8နဲ့4ပေါင်းတာ7နှစ်နေ့နဲ့ဒီ9နဲ့ပေါင်းရှင်7ခွန်ဆိုတော့ကျွန်တော်ခွန်ကိုတိတိုးတာ8ခွန်8မှာဒီ895ပြီးတော့နောက်ထပ်တစ်ကြိမ်ဥပမာကျွန်တော်ခွန်3ည6ကိုကြည့်မယ်ဆိုရင်ဒီခွန်8ထက်ကဒီခုနှစ်ကရှေ့ဆုံးနေရာမှာပါဝင်နေတာတွေ့ရတယ်ပေါ့နော်အပန်းဒီမှာ9ဆိုတော့9 6 3ညလီယာ3ညဒီ9နဲ့ပေါင်းတော့9နဲ့5ပေါင်းရှင်7နှစ်ဆိုတဲ့အတွက်နှစ်ကိုတိတိုးတာ3နှစ်3မှာဥပမာကျွန်တော်ဒီက9ခွန်နှစ်ပေါ့နော်ခွန်3ည6ပြီးတော့9ခွန်နှစ်ကိုကြည့်မယ်ဆိုရင်ဒီနှစ်3ထက်ကနှစ်ဒီနောက်ဆုံးနေရာမှာပေါင်းနေတာတွေ့ရတယ်ခင်ဗျာအပန်းဒီ9ခွန်နှစ်မှာဒီ9ကိုတစ်ချိန်ဒီမှာ9ပေါ့နော်ခွန်6လီယာ40နဲ့နှစ်ကို9နဲ့ပေါင်းတာပေါ့နော်ဆိုတော့9နဲ့နှစ်ပေါင်းတာ7 9နဲ့ပေါင်းတာ16ဆိုတော့6ကိုတိတိုးတာခွန်ပေါ့နော်ဥပမာနောက်ထပ်တစ်ကြိမ်6နှစ်9ကိုကြည့်မယ်ဆိုရင်ပေါ့နော်6နှစ်9ကိုကြည့်မယ်6ခွန်ထက်ကဒီ6ဒီရှေ့ဆုံးနေရာမှာပါဝင်နေတာတွေ့ရတယ်ခင်ဗျာနောက်တစ်ကြိမ်ဒီမှာ6နှစ်6လီယာ7နှစ်ကို9နဲ့ပေါင်းတော့6နဲ့2ပေါင်းတာ8 9နဲ့ပေါင်းတာ73ဆိုတော့3ကိုတိတိုးတာ4 3 4မှာဥပမာနောက်ထပ်တစ်ကြိမ်ကျွန်တော်5 6 3ဆိုပြီးတွေ့ရတယ်ပေါ့နော်ဆိုတော့ဒီ3ဒီကျွန်တော်နောက်ဆုံးနေရာမှာပေါင်းနေတာတွေ့ရတယ်ခင်ဗျာနောက်တစ်ကြိမ်ဆက်ပြီးလေ့လာကြည့်အောင်ဒီ9တစ်ကြိမ်6 6လီ30နဲ့6ကို9နဲ့ထပ်ပေါင်းတော့9 9 30 16ဆိုတော့6ကိုတစ်တိုးရှင်းခွန်6ခွန်မှာဥပမာ866ကိုကြည့်မယ်ဆိုရင်ပေါ့နော်ဒီ866ကိုကြည့်မယ်ဆိုရင်ဒီ6ဒီကျွန်တော်ဒီလေနဲ့နောက်ဆုံးနေရာမှာပေါင်းနေတာတွေ့ရတယ်ခင်ဗျာနောက်တစ်ကြိမ်ဒီ8ကတစ်ကြိမ်6 6လီ30နဲ့6ကို9နဲ့ပေါင်းတော့6နဲ့5ပေါင်းတာ7 8နဲ့ပေါင်းတာ9 9 30ဒီမှာတော့3ည9ပေါ့နော်3ည9ဆိုတော့ကျွန်တော်ဒီမှာ9ကို3ညကိုပါဝင်နေတာကိုတွေ့ရတာဖြစ်ပါတယ်ဒီ3ညက3ည6 3ညလီ3ည9နဲ့ပေါင်းတော့9ကိုတီတိုးရှင်းဒီ6 9 6ဆိုပြီးကနန်းနှလုံးတွေ့ရတယ်အဲ့ဒီကနန်းနှလုံးထက်ကဥပမာ9 4ကိုကြည့်မယ်ဆိုရင်ဒီ9ဒီရှေ့ဆုံးနေရာမှာပါဝင်နေတာတွေ့ရတယ်ပေါ့နော်ဗန်ဒီယာ9ဒီမှာ6တလီယာ6ကို9နဲ့ပေါင်းတော့9 9 30 6တလုံးကျန်တဲ့အတွက်6ကိုတီတိုးရှင်းခွန်6ခွန်မှာဥပမာ6 1နှစ်ကိုကြည့်မယ်ဆိုရင်ပေါ့နော်
ဒီ6ဒီရှေးဆုံးနေရာမှာပေါင်းနေတာတွေ့ရတယ်ခင်ဗျာနောက်တစ်ကြိမ်ဒီမှာ6တက်လျာ6ကို9နဲ့ပေါင်းတော့6နဲ့ကြိမ်7နဲ့9နဲ့ပေါင်းတာ7ခွန်ကိုတိတိုရှင်းချစ်ခွန်ရှိမှာဥပမာတောင်ညခွန်တောင်ညခွန်ဆိုတော့ဒီခုနှစ်ကကျွန်တော်ခြေအနောက်နဲ့အလယ်နေရာမှာတွေ့ရတယ်ပေါ့နော်နောက်တစ်ကြိမ်တောင်ညခွန်6လေး42ကို9နဲ့ပေါင်းတော့2နဲ့9ပေါင်းခွန်ချစ်ပဲပါနော်ဥပမာ3ချစ်ခွန်ကိုကြည့်မယ်ဆိုရင်ပေါ့နော်ကျွန်တော်ဒီမှာခွန်ကို8ကိုပေါင်းနေတာတွေ့ရတယ်ပေါ့နော်ဒီ8ကဒီအလယ်နေရာမှာဒီခုနှစ်ကနောက်ဆုံးနေရာမှာတွေ့ရတယ်ခင်ဗျာအဲဆိုတော့ဒီမှာ3 86လေး48ကို9နဲ့ပေါင်းတော့3နဲ့81 1နဲ့9နဲ့ပေါင်း16 6ကိုတိတိုရှင်းခွန်ဥပမာခွန်3ညကိုကြည့်မယ်ဆိုရင်ပေါ့နော်ကျွန်တော်ဒီခုနှစ်ဒီရှေးဆုံးနဲ့အလယ်နေရာမှာပေါင်းနေတာကိုတေချာဖွဲ့စည်းပုံရတွေ့ရတယ်ဒီမှာခွန်6လေး40နဲ့ကို9နဲ့ပေါင်းတော့ခွန်ရ2ရပေါင်း9နဲ့9ပေါင်းတော့14ပေါ့နော်ဆိုတော့4ကိုတိတိုရှင်းဒီ9 4မှာကျွန်တော်184ဆိုပြီးတွေ့ရတယ်ပေါ့နော်184ဆိုတော့ကျွန်တော်ဒီ4ကဒီအလယ်နေရာ sorry နောက်ဆုံးနေရာမှာတွေ့ရတယ်ပေါ့နော်ဒါဆိုရင်တော့ဒီမှာ1က186လေး48ကို9နဲ့ပေါင်းတော့8နဲ့9ပေါင်း73 3နဲ့1ပေါင်းတော့4ဆိုတော့ကျွန်တော်4 5ဆိုပြီးတွေ့ရတယ်ပေါ့နော်ဆိုတော့ဒီမှာကြည့်မယ်ဆိုရင်ဒီတော့ဒီကနေစားပြီးတော့ဗောနော်အရှိဆုံးကဏ္ဍတောက်လျှောက်ဆွေးနေတာတွေ့ရတယ်ဗောနော်ဒီမှာတော့6ခုမှာသူကဒီခုနှစ်တစ်ခုဖြစ်သွားခဲ့တယ်ဗောနော်ဆိုတော့4ဒီမှာ4ဆက်ရှင်းမလားဗောနော်ဆိုရင်တော့ကျွန်တော်ဒီမှာ4 5ဆိုပြီးတွေ့ရတယ်4 5ရဒီမှာကျတော့4 6ရဗောနော်ဆိုတော့ဒီမှာတော့ကျွန်တော်4တလုံးပုံတူနေတာတော့လေ့လာသိရှိရတယ်ဗောနော်ဒီမှာ4တလုံးတူနေတာတော့သိရတယ်ခင်ဗျာโอเคဒါတော့တင်ရှာနည်းအရာကျွန်တော်အမိုက်ဆွေများကျွန်တော်ပေါင်းချင်းပုံစံတွေလေ့လာလို့ရအောင်ပြန်လည်များဝရှင်းတာဖြစ်ပါတယ်ပေါ့နော်โอเคကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိလိုက်ပါကြည့်ရှုအားပေးခဲ့တဲ့အတွက်လည်းကျွန်တော်ရဲ့မိုက်ဆွေတူတယောက်ရှင်းစီကိုကြည့်ရှုများတင်ပါတယ်ခင်ဗျာ